ငါမလုံနိုင်ဘူးဆိုတဲ့အတွေ့ကိုခွန်အားအဖြစ်ဘယ်လိုပြောင်းမလဲမင်္ဂလာပါကျမနာမည်ဆွဆွေပါ Life and Mindset Coach တယောက်ဖြစ်ပါတယ်ဒီနေ့မှာတော့ဆွဆွေကငါမလုံနိုင်တော့ပါဘူးငါကအတွေ့အကြုံမှမရှိတာဒီလိုမျိုးကိုအားမရတဲ့ဒီလိုစကားလုံးတွေကကိုယ့်ရဲ့ energy ကိုတဖြည်းဖြည်းလျှော့ကျစေပါတယ် NLP မှာဆိုရင် reframing လို့ခေါ်တဲ့အရန်မိုက်တဲ့ tools တစ်ခုရှိတယ် reframing ဆိုတာကပုံတေကားချက်ဖြစ်နေတဲ့အခြေအနေတစ်ခုကိုအမြင့်အသစ်ရှုထောင့်အသစ်ကနေပြီးတော့ပြန်ပြီးတော့အတိတ်ပဲဖွင့်ဆိုတာဥပမာအဖြစ်ဓာတ်ပုံတစ်ပုံရဲ့ဘောင်ကအကြီးတန်းနေရုပ်ဆိုးနေရဆိုရင်ကြည့်ရတာအရန်စိတ်ညစ်ဖို့ကောင်းတယ်အဲ့ဒီဘောင်ကိုလှတဲ့ဘောင်တစ်ခုနဲ့အသစ်လဲလိုက်တဲ့အခါမှာအရန်မိုက်တဲ့လက်ရာတစ်ခုဖြစ်သွားတယ်လို့မျိုးပဲဆွဆွရဲ့အတွေးတွေကိုဒီလိုမျိုး reframe လုပ်လို့ရတယ်တယောက်ကငါကအတွေ့အကြုံမရှိသေးလို့ဒါကိုမလုပ်နိုင်ဘူးဆိုပြီးပြောတယ်အဲ့ဒီအခါမှာပြောလို့ရတာကငါကအတွေ့အကြုံမရှိသေးတာကြောင့်တီထွင်ဆန်းသစ်ဖို့အတွက်အခွင့်အရေးပိုများတယ်အတွေ့အကြုံရဖို့အတွက်ခွင့်လန်းတစ်ခုပဲဒီလိုမျိုးပြန်ပြောင်းတွေးလိုက်တယ်နောက်တစ်ခုငါမှအမားတွေအများကြီးရှိခဲ့တယ်အဲ့လိုမျိုးပြောတဲ့အခါမှာဘယ်လိုမျိုးပြန်ပြောင်းပြောလို့ရလဲဆိုတော့အမားတွေဆိုတာကအောင်မြင်မှုကိုသွားတဲ့လမ်းညွှန်မြည်ပုံတစ်ခုပဲအမားတွေစီကနေပိုကောင်းအောင်လုပ်ဖို့အတွက်သင်ခန်းစာတွေအများကြီးရတယ်ဒီလိုမျိုးဆွဆွပြန်ပြောင်းပြောလိုက်တယ်ဒီနေ့ကနေစပြီးတော့ငါမလုပ်နိုင်ဘူးဆိုတဲ့အတွေးမိရဲ့အခါတိုင်းငါဒါကိုဘလို့ရှုထောက်ကနေအကျိုးရှိအောင်ပြန်ကြည့်လို့ရမလဲဆိုတာကိုမေးကြည့်ပါအဲ့တော့အတွေးတွေကိုပြောင်းလိုက်တာနဲ့ကိုယ့်ရဲ့ခံစားချက်ရလဒ်တွေပါအလိုလျောက်လိုက်ပြောင်းလာတာကိုတေချာပေါက်တွေ့ရပါလိမ့်မယ်